17 ပိုင်းတလတာမှာပေါ့နော်ဆရာမအခု17 လပိုင်း20 ရက်နေ့ကနေပြီးတော့17 လပိုင်း30 ရက်နေ့အထိပေါ့နော်10 ရက်စာအထူး hostel ကိုဟောတဲ့အခါမှာပေါ့နော်တောက်ကြသားသမီးတွေအတွက်အရင်အရေးကြီးတဲ့အတွက်ကြောင့်မို့များလေး share ပေးပါတောက်ကြသားသမီးတွေများလေး share ပြီးတော့ကံကောင်းပြီးချမ်းသာပြီးလို့ comment လေးရေးပြီးတော့ follow လေးမနှိပ်ရသေးဘူးဆိုအများနဲ့ကံကောင်းနေစေဖို့အတွက် follow လေးနှိပ်ပါအပေါင်းလေးနှိပ်ပါနော်ချမ်းသာပြီးလို့ comment လေးမှန်းခဲ့ပါရှင့်အပိုင်း3လေးကိုဆက်လက်ပြီးတော့ဟောပြတော့ပါမယ်ရှင်ပြည့်စုံလေးကိုတော့ဆရာမရဲ့ဝေါ်ထဲမှာဝင်ကြည့်ပေးပါ follow လေးနှိပ်ထားခဲ့ပါနော်ဆရာမရဲ့အထူး hostel နေကအရန်ကိုမှမှန်တယ်ဆရာမရေးဆိုပြီးတော့မှပေါ့နော်ဆရာမကိုတွေ့တဲ့နေရာမှာပေါ့နော်လိုက်ပြီးတော့မှလက်ဦးလေးချိပြီးတော့ဆရာမမမေးလိုက်ခေါ်ပြီးတော့ပေါ့နော်ဆရာမကိုအပြင်မှာအရန်ကိုမှမြင်ဘူးချင်တာဖះရှိခိုးတိုင်းဆရာမကိုပေါ့နော်မြစ်တာပို့ပြီးတော့မှပေါ့နော်အများရန်ဆုတောင်းတယ်ဆရာမရဲ့ hostel လေးတွေလည်းမှန်တယ်ဆရာမရဲ့အဋ္ဌာန်လေးတွေလည်းလိုက်လုပ်တာအရန်အဆင်ပြေတဲ့အတွက်ကြောင့်မို့ဆရာမကိုအရန်တွေ့ချင်လုံးဝကြည့်လို့ဆိုပြီးတော့ပေါ့နော်ဆရာမကိုဆရာလောကီပညာကပေါ့နော်ဆရာမနယ်ပယ်ကဆရာမတွေဆိုလို့ရှိရင်လည်းပဲချစ်ခင်တန်မိုးထားပြီးတော့ပေါ့နော်ဆရာမကိုတကူးတကားနဲ့လိုက်ပြီးတော့မှပေါ့နော်လိုက်ပြီးတော့နှုတ်ဆက်ကြတယ်စကားပြောကြတယ်ဖြစ်ရမှန်လေးတွေကိုပြပြီးကြတဲ့အတွက်ကြောင့်မို့ပေါ့နော်ဆရာမကိုချစ်ခင်တန်မိုးထားရတာလေးတွေလည်းများစွာတွေ့ရတဲ့အတွက်အယံဝမ်းသာပါတယ်ဆရာမလေးနဲ့တွေ့ချင်တဲ့ချစ်တဲ့သားသမီးတွေရောနော်လောကီနယ်ပယ်ကဆရာမတွေရောလိုအပ်တဲ့အကူအညီရှိလို့ရှိရင်လည်းပဲအမအရင်ချခဲ့သူပေါ့နော်နှမအရင်ချခဲ့သူသဘောထားပြီးတော့လိုအပ်တာလေးတွေကိုလည်းပဲပြောလို့ရပါတယ်ဆရာမတက်ဆွမ်းသမျှမြစ်တာအစွမ်းထပ်ပြီးတော့မှဖြစ်ပါတယ်နေကဆရာမတွေလောကီပညာနယ်ပယ်ကပေါ့နော်ဆရာမအားလုံးအဖဆရာကြီးမင်းတင်ခိုင်စစ်တပည့်သားသမီးအပေါင်းတို့ပေါ့နော်ရန်ကုန်လာတဲ့အခါမှာလိုအပ်ချက်လေးတွေရှိရဲဆိုလို့ရှိရင်လည်းပဲဆရာမကိုဖုန်းကိုဆက်ပြီးတော့အကူအညီတောင်းနိုင်ပါတယ်ဆရာမတက်ဆွမ်းသမျှပေါ့နော်ကူညီပြီးတော့မြစ်တာအစွမ်းထပ်ပေးသွားမှာဖြစ်ပါတယ်ရှင်ဆရာမကိုယနေ့ချိန်ထိပေါ့နော်ချစ်ပေးကြတဲ့ချစ်တဲ့ဘက်သားသမီးအားလုံးတယောက်ချင်းစီတိုင်းကိုရောပေါ့နော်ဆရာမရဲ့ Facebook page ပေါ့နော် TikTok YouTube ကနေပြီးတော့ချစ်ခင်မြန်တို့တန်မိုးထားပြီးတော့ယနေ့ချိန်ထိပေါ့နော် online ကနေ6နှစ်တာကာလအားပေးခဲ့ကြတဲ့9ရက်သားသမီးအပေါင်းတို့ရောပေါ့နော်ဆရာမပွင့်ချင်းခိုင်တကူတော့ပရဟိတတကူတော့သာသနာအထောက်ပံ့ပေးသာသနာပြုလုပ်ငန်းလုပ်ခဲ့တဲ့26နှစ်တာကာလအတွင်းမှာပေါ့နော်ဆရာမကိုချစ်ခင်တန်မိုးထားပြီးတော့ပေါ့နော်မြစ်တာအစွမ်းထက်ခံယူကြတဲ့တစ်ဖက်သားသမီးတွေရောအဋ္ဌံဝင်ပေးကြတဲ့သူတွေအားလုံးရောယခုထပ်ပိုအစာပေါင်းများစွာပေါ်ကျွယ်ဝပါစေချမ်းသာပါစေလို့ဆရာမဆုတောင်းပါတယ်နော်ချစ်မိတ်ဆွေတောက်ကြသားသမီးတွေကဘာလို့လွဲချော်နေတာဖြစ်နေတဲ့အသွဲကြောင့်မို့ပေါ့နော်ဒီ10ရက်ကာလ